Hello，大家好。用 Chinese ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့老师က HSK2 ရဲ့ lesson 1 grammar တွေကိုသင်ကြားပေးသွားပါမယ်။ဆိုတော့老师တို့ကြည့်လိုက်မယ်နော်老师တို့။နံပါတ်1မှာဆိုရင်老师တို့ကတဲ့助动词ဆိုတာ老师တို့ကဒီအကူ verb ပေါ့နော်အကူကရိယာကိုပြောတာပါ老师တို့သူပြောဟာတွေက要ပေါ့နော်要ဆိုတဲ့စကားလုံးကိုဘယ်လိုနေရာမှာသုံးရမလဲပေါ့နော်用都嘛没在嘛动词前动词 verb 前အရှိမထားတော့မယ်ဒီ要ဆိုတဲ့စကားလုံးကို verb အရှိမထားတော့မယ်表示ဖော်ပြတာကတော့有ရှိတယ်老师တို့做ဆိုတာကလုပ်တည်မုံဆိုတာလေးကတခုခုသူဒါတခုခုက老师တို့တစုံတယောက်လို့အဲ့လိုပြောတဲ့အခါမှာ老师တို့ရပါတယ်老师တို့မုံ件事情ကိစ္စတခုခုရဲ့တဲ့愿望လေ老师တို့စံထားပေါ့နော်စံထားလုပ်ဖို့ရည်ရွယ်ထားတဲ့အရာပေါ့နော်အဲ့ဒီအခါမှာ老师တို့ကဒီရောက်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးတယ်ပေါ့နော်အဓိကတော့ရမယ်ပဲပေါ့သွားရမယ်စားရမယ်လုပ်ရမယ်တခုခုကိုလုပ်ရမယ်သွားရမယ်စားရမယ်ဆိုပြီးတော့မှတခုခုကိုစံထားရှိတဲ့အခါမှာဒီ verb ရဲ့ရှေ့မှာထားပြီးတော့မှရောက်ကိုသုံးနေပေါ့နော်ဆိုတော့例如လေးကြည့်လိုက်မယ်ဥပမာတဲ့王芳要学习英语王芳要ရမယ်学习英语အင်္ဂလိပ်စကားသင်ရမယ်我要吃米饭ငါ要ရမယ်吃စားရမယ်米饭ထမင်းစားရမယ်我们要不要买几个新的椅子我们ငါတို့要不要买ဆိုတော့ဝယ်မလားမဝယ်ဘူးလား几个3-5ခုပေါ့နော်新的椅子ကလထိုင်အသစ်3-5ခုလောက်ဝယ်မလားမဝယ်ဘူးလားတဲ့နောက်တစ်ခုလေးက否定形式တဲ့否定ဆိုတာဆို negative ပေါ့နော်အငင်းပေါ့အငင်းအနေနဲ့形式ကပုံစံအငင်းပုံစံအနေနဲ့သုံးမယ်ဆိုရင်တဲ့一般大满အဖြစ်会ဆိုတာလေးကအဖြစ်不想ဆိုပြီးတော့မှလာရှိလို့မချင်ဘူးဆိုတဲ့အရာနဲ့မချင်ဘူးဆိုတဲ့စကားလုံးနဲ့တွဲပြီးတော့မှသုံးနေပေါ့နော်ဆို例如 example မှာနံပါတ်1က想往要去想往သွားရမယ်我不想去ငါမသွားချင်ဘူးတဲ့နံပါတ်2လေးက你要吃米饭吗နင်းထမင်းစားမှာလား我不想吃米饭ငါထမင်းမစားချင်ဘူးနံပါတ်3လေးက我要去商店买椅子ငါစတိုးဆိုင်ကိုသွားပြီးတော့ကလတ်ထိုင်ဝယ်မယ်你去吗နင်းသွားမှာလား我不去ငါမသွားဘူးတဲ့我不想买椅子ငါကလတ်ထိုင်မဝယ်ချင်ဘူးနောက်တစ်ခုနံပါတ်2လေးက程度副词တဲ့程度လုပ်ငန်းစဉ်副词ဆိုတာလေ adverb ကိုပြောတာပါ verb ကိုအထူးပြုမှာပေါ့နော်ဆိုတော့အဲ့ဒီခါ最ဆိုတဲ့စကားလုံးလေးပါလားဆိုတော့表示ဖော်ပြပါတယ်在မှာ种类တူညီတဲ့အမျိုးအစားပေါ့နော်အမျိုးအစားတူတွေ事物အရာဝတ္ထုတွေ中အထဲမှာ或ဒါမှမဟုတ်ရင်某方面见某ဆိုတာတစ်စုံတစ်ခုတော့တဲ့方面站ဒီနေရာပေါ့နော်တစ်စုံတစ်ခုတော့နေရာတွေအပိုင်းနေမှာတဲ့第一位ပထမအဆုံးတော့နေရာတစ်ခုပေါ့နော်ပြောချင်တာကတော့လို့ရှိလို့ဆုံးဆိုတဲ့အဓိပ္ပာယ်ပါပဲအကောင်ဆုံးအလားဆုံးအကြိုက်ဆုံးအဲ့လိုမျိုးဆုံးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်例如လေးကြည့်မယ်နံပါတ်1က大卫的汉语最好大卫ရဲ့汉语တရုတ်စကားက最好အကောင်ဆုံးပဲနံပါတ်2လေးက我最喜欢吃米饭ငါ最喜欢အကြိုက်ဆုံးကတော့吃米饭ထမင်းစားရတာအကြိုက်ဆုံးပဲနံပါတ်3လေးက他的眼睛သူ့ရဲ့မျက်လုံးက最漂亮အလှဆုံးပဲ好နံပါတ်3လေးဆက်ကြည့်မယ်နော်နံပါတ်3လေးက概述的表达တဲ့概ဆိုတာလေးကခန့်မှန်းချေပေါ့နော်ရှုဆိုတာအရေးအတွက်ကိုခန့်မှန်းချေပြောတဲ့အခါမှာသုံးတဲ့表达ဖော်ပြချက်တဲ့ဘာလေးတွေလဲဆိုတော့ကြီး多ပေါ့နော်ကြီးဆိုတဲ့အဓိပ္ပာယ်နဲ့多ဆိုတဲ့ဒီစကားလုံးပေါ့နော်အဲ့နှစ်ခုကိုရှင်းပြမယ်ပေါ့နော်几我家罗嘞可以表示ဖော်ပြလို့ရပါတယ်10以内的10ဆိုတာ10以内啊အတွင်း10အတွင်းအရှိပြော1 2 3 4 5 6 9 10 9ထိလာရှိလို့ပါတယ်လို့ပြောရင်เนาะဒီကြီးဆိုတဲ့စကားလုံးကအရှိတော့အဲ့ဒီ10အတွင်းစကားလုံးတွေရဲ့不定个数不
不定ဆိုတာမတိချတဲ့ရှုဆိုတာကိန်းကနန်းပေါ့နော်30အတွင်းမတိချဘူး30လဲဖြစ်ရင်ဖြစ်မယ်9လဲဖြစ်ရင်ဖြစ်မယ်10လဲဖြစ်ရင်ဖြစ်မယ်9လဲဖြစ်ရင်ဖြစ်မယ်ဒီဂျာ30အတွင်းမှာမတိချတဲ့စကားလုံးကိုအရေးအတွက်ကိုလာရှို့တို့ကဖော်ပြတဲ့အခါမှာသုံးလို့ရပါတယ်后边အနောက်ဘက်မှာတော့要ရမယ်有ရှိရမယ်တဲ့连词ဆိုတာဘာလဲဆိုတော့ measure word ကိုပြောတာပါ measure word ဆိုတာ是ဘာလဲဆိုတော့ဟိုလုံးခုရောက်လို့ပဲတစ်လုံးတစ်ခုတစ်ယောက်လူတစ်ယောက်ဆိုရင်အဲ့ဒီယောက်က measure word ပဲပန်းသီးတစ်လုံးဆိုရင်လုံးက measure word အဲ့ဒါတော့တို့က连词လို့ခေါ်တာပေါ့နော်အနောက်ဘက်မှာတော့ဒီ连词က measure word ကရှိကိုရှိရမယ်တဲ့例如ဥပမာတဲ့几个人几本书几个新的椅子ဘောနော်ဒီကြီးရဲ့နောက်မှာ measure word ထည့်သုံးမယ်ဘောနော်နံပါတ်1က车上有几个人我想买几本书我们要不要买几个新的椅子呀နော်လာဆိုဘာလို့ဆိုရမယ်ဆို measure word တွေက个也本也个也အဲ့ဒီက measure word တွေနော်လာဆိုနောက်ပြီးတော့လာဆိုဒီကြည်ကိုပေါ့နော်ကြည်ကိုတွေ可以用သုံးလို့ရပါသေးတယ်在ဆိုတာတွေကမှာ10之后10ဆိုတဲ့နံပါတ်30ရဲ့之后အနောက်ဘက်မှာထားပြီးသုံးလို့ရတယ်တဲ့ဒီကြီးဆိုတဲ့စကားလုံးလေးကို表示ဖော်ပြတာကတော့တဲ့大于30大于ကြီးတယ်10ထက်ကြီးပြီးတော့မှ小于20的数字20ထက်ငယ်တဲ့ကဏ္ဍတွေကိုပြောချင်တဲ့အခါမှာဒီကြည်ကို30ရဲ့အနောက်မှာထားသုံးလေးရှိတယ်တဲ့ပြောချင်တာက30နဲ့20ရဲ့ကြားပေါ့နော်ဆိုတော့ဥပမာဥပမာ十几个人ဆိုရင်10ရဲ့အနောက်မှာကြည်ထားသုံးထားတယ်ပေါ့နော်ဒါဆိုတော့အဲ့လိုသုံးလို့ရှိရင်十几个人ရဲ့အဓိပ္ပာယ်ကလူက30ကနေ20ကြားအရေးတော့ကိုပြောချင်တာပါနောက်ပြီးတော့也可以用သုံးလို့ရပါတယ်在မှာ10ရဲ့之前30အရှေ့မှာလည်းကြည်ကိုထားသုံးလို့ရတယ်表示ဖော်ပြတာကတော့大于ကြီးတယ်20ထက်ကြီးပြီးတော့小于100的数字100ထက်သေးတဲ့100ထက်ငယ်တဲ့ကဏ္ဍတွေကိုပြောတာပေါ့နော်20ကနေ100ကြားကဏ္ဍတွေကိုသုံးချင်တဲ့အခါမှာဒီကြည်ကို10ရဲ့အရှေ့ဘက်မှာထားပြီးတော့သုံးပါတယ်如ဥပမာက几十个人ပေါ့နော်ဒါလူကအယောက်20ကနေအယောက်100ကြားပေါ့နော်နောက်တစ်ခုတော့ဆို多ဆိုတဲ့စကားလုံးကတဲ့ဒီ老师们你要ပြောလိုက်တဲ့ပိုတယ်လို့များတယ်လို့ကြော်တယ်လို့เนาะဒီ多ဆိုတဲ့စကားလုံးက与你数连词数အရေးအတွက်连词ဒီ measure word ပေါ့เนาะအရေးအတွက် measure word တွေနဲ့搭配တွဲဖက်ပြီးတော့မှ使用အသုံးပြုပါတယ်တဲ့连数词ဒီကိန်းကနန်းရှိကကိန်းကနန်းက10以下的30အောက်数字是30အောက်ဖြစ်တဲ့ကဏ္ဍတွေကိုသုံးချင်တဲ့အခါမှာ多ဆိုတဲ့စကားလုံးကို用သုံးပါတယ်在မှာ连词ဒီ measure word ရဲ့之后အနောက်မှာထားသုံးတယ်ပြောချင်တာကလားဆိုတော့ကဒီကိုသုံးချင်တဲ့ပိုတယ်လို့များတယ်လို့ကြော်ချင်တဲ့စကားလုံးကအဲ့ဒီကိန်းကနန်းက30အောက်ဆိုလို့ရှိရင်多ကိုလားဆိုတော့အနောက်မှာထားပြီးတော့မှသုံးတယ် measure word အနောက်မှာထားသုံးတယ်ပေါ့နော်ရှုံမသွားနဲ့နော်ဥပမာပေါ့နော်例如က3个多星期3ပတ်ကျော်5年多5နှစ်ကျော်6個多月6လကျော်ဆိုရင်3နဲ့5တွေ6တွေက30အောက်တည်မလို့ဒီ measure word အနောက်မှာ多ထားသုံးထားတာပေါ့နော်个多年多个多ဖြစ်နေတာပေါ့နော်နောက်တစ်ခုကတဲ့数词是跟နန်းကတဲ့10以上的30အထက်正数是30အထက်ဖြစ်တဲ့ကဏ္ဍတွေဆိုရင်ဖြစ်တဲ့အခါမှာ多ကို用သုံးပါတယ်在မှာ连词ဒီ measure word ရဲ့前အရှိမထားပြီးတော့သုံးပါတယ်在မှာ这种情况下ဒီအခြေအနေရဲ့အောက်မှာဆိုရင်多和几多နဲ့几နဲ့ကတဲ့通用သုံးတာချင်းကတူတူပဲပေါ့နော်ဒါဆိုတော့例如ဥပမာတဲ့ပြောချင်တာက30အထက်ကဏ္ဍတွေသုံးမယ်ဆိုလို့ရှိရင် measure word ရဲ့အရှိမ多ကိုထားပြီးတော့သုံးမယ်ပေါ့နော်လွယ်လေးပါပဲလားဆိုတော့30အောက်ဆိုရင် measure word အနောက်မှာသုံးမယ်30အထက်ဆိုရင် measure word ရဲ့အရှိမထားသုံးမယ်ပေါ့နော်多ကိုနော်ဆိုတော့ example 例如က10多个月20多块钱
80多块人呢10 20 80가 30အထက်မလို့老师က多ကမရှောက်ဝဲအရှိမထားတုံးထားတယ်ပေါ့နော်10多个月10လကျော်20多块钱ပတ်စံ20ကျော်80多个人လူရောက်80ကျော်တဲ့ဆိုဒီဘက်ကနံပါတ်3နံပါတ်3လေးရောက်ပြီ老师တို့ဒါလေးရဆိုဖြေရမှာပေါ့နော်用သုံးပါတဲ့课本ဒီသင်ခန်းစာစာအုပ်ကနေပြီးတော့新学的အသစ်တင်ထားတဲ့语言点ဘာသာစကားပေါ့နော် language 和နဲ့词语စကားလုံးလေးတွေကိုတဲ့描述ဖော်ပြပေးပါ图片ပုံလေးအတိုင်းဖော်ပြပေးပါပေါ့နော်ဆိုတော့ဒါဆိုရင်ဖြစ်မယ်နော်我要去买半个新杯子我要去买ငါသွားဝယ်မယ်တဲ့ blank ဆိုတော့ဘာထဲမှာလဲကရဲ့အရှိမှာဆိုတော့ကြပါဦးကနန်းရှုစီဖြစ်မယ်နော်ကနန်းဆိုတော့新杯子ခွက်အစ်စ်ဘယ်နှလုံးလဲဆိုတော့ခွက်လေးကြည့်အောင်1 2 3 4 5 6 7 8 9 10ဆိုတော့10လုံးနော်ဆို10个新杯子ဖြစ်မယ်နော်နောက်တစ်ခု你不买衣服去那个商店吧你အင်ကြီးဝယ်မယ်အဲ့ဒီဆိုင်ကိုသွားဝယ်ပေါ့နော်你အင်ကြီးဝယ်မယ်ဆိုရင်မယ်要တယ်မနော်你要买衣服去那个商店吧နောက်တစ်ခုလေးက我的猫3岁了3岁ဆိုတော့ဘာထဲမှာလဲ多တယ်မယ်3岁多了အဲ့ဒါ3က30အောက်ကနန်းမလို့မရှောက်ဝတ်ဆိုရဲဆွေရဲ့အနောက်မှာထားပြီးတုံးတယ်နော်ဆို多了你的猫多大了你အကြောင်းအသက်ဘယ်လောက်ကြီးပြီလဲအသက်ဘယ်လောက်ရှိပြီလဲနောက်တစ်ခုလေးက我不想学习ငါစာမလေ့လာခြင်းမို့တဲ့我想和朋友去ငါတငယ်ချင်းနဲ့တွားပြီးတော့မှဘာလို့ရှင်မလဲကောင်လေးကဘောလုံးကန်ထားတာဆိုတော့踢足球ဘောလုံးကန်ချင်နေဆိုတော့ရှင်နောက်ထပ် lesson တစ်ခုကဘာလဲဆိုတော့双音节词双音节ဆိုတာကလာရှင်တို့ကဒီစကားလုံးနှလုံးပေါ့နော်အောက်မှာပြထားတယ်冰箱လို့帮忙လို့အဲ့လိုမျိုးစကားလုံးနှစ်ခုပေါ့နော်အဲ့လိုမျိုးစကားလုံးနှစ်ခုဖြစ်နေတဲ့စကားလုံးတွေရဲ့重音ဆိုတာဆိုဒီအတန်အနက်ပေါ့နော်အတန်ကိုအနက်ဆိုရမလားအဖို့ဆိုရမလားအသိအနက်ပေါ့နော်အဲ့ဒါကိုသူကရှင်းပြထားတယ်ပေါ့နော်နံပါတ်1ပုံစံကတဲ့中重格式ဆိုတာကတော့中ဆိုတာက medium နော်ဆိုတော့အလေအလတ်ပေါ့နောက်တစ်ခုကကျတော့ကျုံကလေးတာဆိုပထမတစ်လုံးကို medium နဲ့ဆိုမယ်နောက်တစ်လုံးကိုကျတော့ p ဆိုမယ်ပေါ့နော်大多数အများစု双音节ဒီအများစုဒီစကားလုံးနှလုံးပါတဲ့词数ဒီစကားလုံးတွေရေပေါ့နော်ကျုံအထဲမှာတဲ့ကျုံ格式ဒီလေးဖိပြီးတော့မှဆိုရတဲ့ပုံစံမျိုးကတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါက第二个ဒီနှလုံး音则နှလုံးစလုံးကိုအဲ့ဒီနှလုံးစလုံးကိုတဲ့ဝေကျုံ音နှစ်ခုလုံးကိုဖိပြီးတော့အတန်ကိုဖိပြီးတော့ဆိုရမယ်တဲ့音程教程နဲ့အတန်ကိုလည်းအတန်နေတန်ထားရလဲနည်းနည်းလေးပို့ပြီးတော့ရှည်ရှည်လေးပြောရမယ်တဲ့例如တဲ့ဥပမာအရှုအောက်ကဟာလေးဖတ်ကြည့်မယ်နော်ဆိုတော့冰箱ဆိုရင်ရေခဲတက်တာ帮忙ကူညီသည်打扰အနောက်ရှက်ပေးသည်高兴玩大သည်驴友ပျော်ပွဲစားထွက်သည်可能ဖြစ်နိုင်သည်开始စတင်သည်考试ဆောင်မင်းပွဲ双音节词语的重音一中重格式冰箱帮忙打扰高兴旅游可能开始考试好第二个那边的ပုံစံကကြတော့重轻格式重轻ဆို重ဆိုတာလေးတာချင်းကပေါ့မှာတစ်ခုကျတော့လေးပြောမယ်နောက်တစ်လုံးကျတော့ဖော့ပြီးတော့ပြောမယ်ပုံစံမျိုးပေါ့နော်少数双音节词是少数အနည်းစုဒီအနည်းစုနှလုံးပါတဲ့စကားလုံးလေးတွေကတဲ့重轻重တစ်ခုကိုလေးမယ်တစ်ခုကိုဖော်မယ်格式ပုံစံဖြစ်ပါတယ်ဒါတော့အနည်းစုပေါ့နော်第一个音节第一个ပထမအဦးဆုံးတော့ဒီအတန်ထွက်ရမယ့်စကားလုံးကတဲ့ဝေ重音အချို့ဒီဖိပြီးတော့ပြောမယ်ပထမတစ်ခုကိုဖိပြောမယ်音程教程အတန်ကလည်းပို့ပြီးတော့ရှည်မယ်第二个音节သူ
ဒုတိယတစ်ခုဒီအတန်ပြောမယ့်စကားလုံးကကြတော့တဲ့ဝိချင်းရင်အတန်ကိုဖော့ပြီးတော့ပြောမေးတဲ့ရင်းချန်ကြောင်တွန်တဲ့အတန်ကိုလည်းအတန်လေတန်ကလည်းအတန်ကိုတူတူလေးပဲပြောမေးတဲ့例如比如说东西啦ပစ္စည်း窗户ပြတင်းပေါက်萝卜蒙拉物时候အခါ枕头高翁你们年度告诉ပြောပြသည်故事二ပုံပြင်重轻格式。东西、窗户、萝卜、石头、枕头、你们、告诉、故事。ဟာဟုတ်ပြီဒါဆိုလို့ရှိရင်老师တို့ဒီသင်ခန်းစာလေးကိုလိုက်ပြီးတော့မှကြည့်ထားပြီเนาะ老师တို့နောက်နေ့ကျမှဒီ lesson 2ပေါ့เนาะခဝအော့ကို老师ဆက်ပြီးတော့မှသင်ကြားပေးသွားပါမယ်ဟန်စစ်လေးတွေရေးထားပြီးပါเนาะ老师တို့အဆိုရင်那我们下个视频见再见拜拜